ပင်လယ်ကြီးရဲ့အနက်ရှိုင်းဆုံးနေရာမှာအလွန်ကိုလှပပြီးအေးချမ်းလာတဲ့ရေအောက်မြို့တော်တစ်ခုရှိတယ်။ဒီရေအောက်မြို့တော်ကိုအစဉ်အဆက်အုပ်ချုပ်လာတာကတော့ရေသူမမြို့နယ်စုတစုပေါ့။အခုချိန်မှာအုပ်ချုပ်ဖို့တာဝန်ကျလာတာကတော့ရေသူမလေးရှာခီပေါ့။သူဟာအရန်ကိုလှပပြီးတိမ်မွေ့နူးညံ့တဲ့ရေသူမလေးပေါ့။စိတ်ထားလေးလဲကောင်းတယ်လို့ရေတတဝါလေးဒီအပေါ်မှာလဲကျင်နာတနာတတ်တယ်။သူမရဲ့လက်ဆွဲတော်လေးကတော့ချစ်စရာကောင်းတဲ့ငါးဝါလေးပူပူပေါ့။ဒီနေ့တော့ရှာကီနဲ့ဖိုးဖိုးရေအောက်မှာရှောက်လီနေတော့မှပင်လဲရေအောက်ခါမဲမောင်လာတာကိုတွေ့ရတယ်။ရှာကီနဲ့ဖိုးဖိုးလည်းရေအောက်ကပလဲလေးအကူညီနဲ့အိမ်ကိုပြန်ခဲ့ရတယ်။အိမ်ကိုပြန်ရောက်လို့အဖွားကိုပြန်ပြောပြတဲ့အချိန်မှာအဖွားကအင်းငါမီးလေးတောင်အုတ်ချုပ်သူနေရာကိုဆက်ခံရတော့မှာပဲအဖွားတို့တွေဟာဒီမြို့တော်ကိုအုတ်ချုပ်ဖို့အချိန်တန်လာရင်းပလဲဘရင်စီမှာမြို့တော်ကိုအုတ်ချုပ်ဖို့အရေးချင်းပြီးမီလားမမီဘူးလားဆိုလားအစစ်ဆေးခံရတယ်ပလဲဘရင်ဟုတ်လားဖွားဖွားအင်းငါမီးလေးမြင်ဖို့အောင်အဖွားဖန်ဆင်းပြမယ်ရှာခီလေးရဲ့အဖွားဟာပလေးဘရင်ကိုဖန်ဆင်းပြလိုက်တယ်။ရှာခီလေးလည်းအရန်လှပပြီးစမ်းကြဲလာတဲ့ပလေးဘရင်ကိုငေးကြည့်နေမိတယ်။အဖွားကဆက်ပြီးစကားဆိုတယ်။သူ့စီရောက်ပြီးသူကမီးလေးနဲ့ဘရင်မနေရနဲ့ထိုက်တန်တဲ့ဆိုရင်သူ့ရဲ့အလင်းတွေကိုပင်လေရေအောက်အနက်ဖြန့်ကျက်ပေးလိမ့်မယ်။အကယ်၍မထိုက်တန်ဘူးဆိုရင်တော့ပင်လေရေအောက်ဟာတဖြည်းဖြည်းမောင်လာပြီးအလင်းရောင်မရှိတဲ့အဖြစ်ကိုရောက်သွားရလိမ့်မယ်။ဒီလိုနဲ့ပဲရှာခီလီနဲ့ပူပူတို့ဟာခရီးထွက်ဖို့ပြင်ရတယ်။လိုအပ်တဲ့လမ်းခရီးအချက်အလက်တွေကိုတော့ငမန်းကြီးမောင်ပြူးစီမှာမေးရတယ်။ရှာခီလီဟာအချက်အလက်တွေကိုမှတ်ထားပြီးပူပူနဲ့အတူခရီးထွက်ခဲ့တယ်။ခရီးထွက်လာရင်နဲ့တနေရာကိုရောက်တော့ညီဆိုးဆိုးအနက်ကြီးနဲ့အတူပတ်ဝန်းကျင်တစ်ခုလုံးကိုမောင်ကျသွားတယ်။ဒီအချိန်မှာငမန်းကြီးမောင်ပြူးကအလို့ခက်လာခဲ့ရင်အလင်းပိုးကောင်လေးတွေရဲ့အလင်းနောက်ကိုဆက်လိုက်ခဲ့ပါလို့မှားထားတာကိုတတိယသွားတယ်။အလင်းပိုးကောင်လေးတွေကိုတွေ့တော့သူတို့နောက်ဆက်လိုက်လာရင်ပုံမှန်နေရာကိုပြန်ရောက်လာကြတယ်။ရေသူမလေးရှာခီနဲ့ပူပူတို့ဟာရှေ့ကိုခရီးဆက်ကြတယ်။ပလေးဘရင်ကတော့သူ့ရဲ့နန်းဆောင်မှာတစုံတစ်ခုကိုဆောင်ဆိုင်ရင်းရှိနေခဲ့တယ်။သူ့ကိုဆောင်ရှောက်ရတဲ့အေးယာမှာခနန်းကြီးတကောင်လေးသူနဲ့အတူရှိနေတယ်။ရေသူမလေးရှာခီနဲ့ပူပူယူဟာပလေးဘရင်ရဲ့နန်းတော်ကိုတွေ့တော့ဝင်လာခဲ့တယ်။ဝါလှလိုက်တာဘူးဘူးဟုတ်တယ်ရှာခီတော်တော်ခမ်းနားတာပဲဒီမှာပလေးဘရင်ကိုကြည်စမ်းပါဦးခမ်းနားလိုက်တာရုပ်တရက်ပလေးဘရင်ရဲ့အနောက်ပတ်စီကအတန်ကြီးတစ်ခုကိုကြားရတာနဲ့ရှာခီနဲ့ဘူးဘူးလည်းထိတ်လန့်တကြားထွက်ပြေးရတယ်။ပါတန်ကြီးလည်းဘူးဘူးသူတို့နောက်ကိုလှည့်ကြည့်တဲ့အချိန်မှာအေယာမကနန်းကြီးတကောင်ကပလဲဘရင်ကိုစောင့်ရှောက်ဖို့အသင့်ဖြစ်နေတာကိုတွေ့ရတယ်။ဒီတော့မှရေသူမလေးရှာချီတာသူဟာရေသူမလေးရှာခီဖြစ်ကြောင်းပလဲဘရင်စီမှာအရေးအချင်းလာပြီးအစစ်ဆေးခံတာဖြစ်ကြောင်းရှင်းပြလိုက်တယ်။အေယာမကနန်းကြီးလည်းရှာခီရှင်းပြလိုက်တော့မှငြိမ်သက်စွာနောက်သူဆုတ်သွားပြီလေ။ပလဲဘရင်ဟာလည်းအလင်းတွေပုံမတောက်ပါလာပြီးတော့ရှာခီလေးဟာစစ်မှန်တဲ့အုတ်ချုပ်သူဆိုတာကိုအတိမတ်ပြုလိုက်တယ်။ပြီးနောက်သူ့ရဲ့အလင်းတွေကိုပင်လယ်ရေအောက်အနှံ့စီသို့ဖြန့်ကျက်လွတ်လိုက်တယ်။မြို့တော်လေးဟာလည်းအလင်းတွေပြန်လဲထွန်းတောက်လာပြီးတတဝါလေးတွေလည်းအခုမှပင်ပျော်ရွှင်ကြရတော့တယ်။စစ်မှန်တဲ့အရေးချင်းရှိသူဆိုတာဘယ်လိုကိစ္စပင်ချက်လာပါစေရဲရဲရင်ရင်ရင်ဆိုင်နိုင်တယ်ဆိုတာရေသူမလေးရှာခီကတတိပြလိုက်တာပေါ့ကွယ်။